မင်္ဂလာပါခင်ဗျာကျွန်တော်တို့တွေအခုရောက်နေတာကတော့တရုတ်နိုင်ငံရဲ့အကြီးဆုံးရေနက်ရေဂျူကန်ဖြစ်တဲ့ဖူရှမ်းရေကန်ကိုရောက်နေတာပဲဖြစ်ပါတယ်ဒီရေကန်ကြီးထဲမှာကျွန်တော်တို့ဒါရွက်လီစီးမှာဖြစ်ပါတယ်ခင်ဗျာကဲကျွန်တော်တို့နဲ့အတူတူလိုက်ပြီးတော့ခန်းစားကြည့်အောင်လားခင်ဗျာ对过来ဖူရှမ်းရေကန်ကြီးကတရုတ်နိုင်ငံယူနန်ပြည်နယ်ချင်းကျန်းမြို့မှာတည်ရှိတာဖြစ်ပါတယ်ခင်ဗျာ我不建议带他们来一次好嘞ကဲမြင်းတဲ့အတိုင်းပါပဲခင်ဗျာကန်တွေကရေတွေကကြည်စိမ့်နေပြီးကြီးမားကျေပြောလာတဲ့အကျယ်ဝန်းကြောင့်မတိတဲ့သူဆိုရင်တော့ပင်လယ်လားလို့တော့ထင်မိမှာပါဖူရှမ်းရေကန်ကြီးရဲ့တမိုင်းကြောင်းကလည်းဂမ်ဘီယာဆန်ပြီးတော့စိတ်ဝင်စားစရာကောင်းလို့နေပြန်ပါတယ်ခင်ဗျာဒီရေကန်ကြီးကိုကဘာလက်ခီးသွားအများပြားလာရောက်ကြတယ်လို့လည်းသိရပါတယ်။ကဲကြည့်ရှုနေကြတဲ့ပရိသတ်များလည်းကျွန်တော်တို့နဲ့အတူတူအပျော်တွေကူးဆက်စေမယ်လို့ထင်ပါတယ်။ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာ။ကြည့်ရှုတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။